2015 ခုနှစ်ဩဂတ်လ 9 ရက်တောက်ကြနေညနေခင်း TV စီစဉ်တွေကိုမြန်မာစံတော်ချိန်ညနေ 9 နာရီကနေ 9 နာရီခွဲအထိတိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမယ်ရှင်မြန်မာနိုင်ငံတစ်ခါရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေရမှာ ARD မြို့ဝကျွန်းပေါ်ဒေသမြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းတွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုအရှိန်မြှင့်လုပ်ဖို့ဆိုပြီးသမ္မတဦးသိန်းစိန်ကတိုက်တွန်းပါတယ်ဒီနှစ်ထုတ်ပြန်ခဲ့တဲ့လူမှောင်ကိုကူးမှုအစီရင်ခံစာရေးသားစုဆောင်းတဲ့အချက်လက်တွေကိုပေးဖို့ဆိုပြီးအမေရိကန်ထိပ်တန်းလွှတ်တော်အမတ်တို့ကအမေရိကန်နိုင်ငံခြားရေးဌာနကိုတောင်းဆိုထားပါတယ်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် Republican Party အတွင်းကသမ္မတကိုယ်စားလှယ်လောင်း10ဦးရဲ့စကားစစ်ထိုးပွဲမှာသမ္မတအိုဘားမားအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေကိုဝေဖန်ပြောဆိုခဲ့ကြပါတယ်အခုပထမဆုံးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်မြန်မာနိုင်ငံတဝန်းမိုးများပြီးရေကြီးရေရှမ်းမှုတွေကြောင့်ကုညီကယ်ဆယ်ရေးဆောင်ရွက်နေချိန်မှာပဲ AR မြို့ဝကျွန်းပေါ်ဒေသကမြစ်ကမ်းနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာကယ်ဆယ်ရေးအရှိန်မြင့်ဆောင်ရွက်ဖို့သမ္မတဦးသိန်းစိန်ကနေပြီးတော့တိုက်တွန်းထားပါတယ်မြစ်ရေပြင်မြစ်တက်လာပြီး AR ဒေသမှာအန်ရတွေနဲ့တွေ့ကြုံနေရတာကြောင့်တပ်သားပေးနေတုန်းကအခုလိုတိုက်တွန်းပြောဆိုခဲ့တာပါလူဦးရေ6တန်းကျော်နေထိုင်တဲ့နိုင်ငံတောင်ပိုင်းဒေသတွေကို AR မြစ်နဲ့တခြားမြစ်တွေပါစီးဝင်လာတာကြောင့်အခုလိုမြစ်ကြီးမှုဖြစ်ပေါ်လာတာပါရေဘေးဒဏ်ခံနေရတဲ့ပြည်နယ်နဲ့တိုင်း12ခုမှာတိတ်ဆုံးသူ90နီးပါးရှိနေပြီးတော့ရေဘေးသင့်ပြည်သူ3သိန်းကျော်ရှိလာပြီလို့အစိုးရအရာရှိတွေကပြောပါတယ်။ဇူလိုင်လ31ရက်နေ့ကစပြီး AR တိုင်းအတွင်းရေကြီးရေရှမ်းမှုကြောင့်အင်ဂျီတောင်းနဲ့ချီနှိမ့်မြုပ်ပျက်စီးပြီးတော့စာတင်ကျောင်းရာနဲ့ချီပြီးတော့လည်းပိတ်ထားရပါတယ်။အခုခါမှာအစိုးရနဲ့လူမှုပရဟိတအဖွဲ့တွေကရေဘေးသင့်ပြည်သူတွေကိုလိုအပ်တဲ့အကူအညီတွေပေးနေတဲ့အပြင်အိန္ဒိချင်းအိန္ဒိယတရုတ်နိုင်ငံအပါအဝင်တခြားနိုင်ငံကအကူအညီတွေလည်းစတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းသွာလာရခက်ခဲတဲ့နေရာတွေမှာရေဘေးသင့်ပြည်သူတွေအတွက်စံစီစားစားတဲ့စားနပ်ရိက္ခအပြင်ကျန်းမာရေးစောင့်ရှောက်မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကပြောပါတယ်ရှင်။မြန်မာအစိုးရနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ရန်ကုန်မြို့ကဆွေးနွေးပွဲအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအဓိကကျတဲ့အချက်တစ်ချက်ကိုသဘောတူညီမှုမရနိုင်ပဲဒီကနေ့ဆုံးသက်သွားပါတယ်။ကိုချိန်ပြောက်ဆွေးနွေးပွဲနောက်ဆုံးနေ့အဖြစ်ဒီကနေ့ဆွေးနွေးတာမှာမပြီးပြတ်ခဲ့တဲ့စာချုပ်လက်မှတ်ရေးထိုးရမှာအားလုံးပါဝင်ရေးအချက်ကိုတော့မကြာမီရက်တွေအတွင်းနေပြည်တော်မှာထိပ်သီးခေါင်းဆောင်တွေထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ရှိပြီးတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေး NCA စာချုပ်ပါအချက်တွေကိုလည်းအများပြည်သူသိအောင်အသိပေးထုတ်ပြန်သွားဖို့ရှိတယ်လို့ဆွေးနွေးပွဲမှာပါဝင်သူတွေကပြောပါတယ်။လောလောဆယ်အစစ်မြေညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD မှာတိုင်းသားလက်နက်ကိုင်အဖွဲ့16ဖွဲ့နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF တို့ပါဝင်ပြီးတော့ NCA လက်မှတ်ရေးထိုးနိုင်ဖို့မှာတော့ SD အဖွဲ့ထဲမှာပါတဲ့ဝရခိုင်လာဟုပလောင်ကိုကန့်စတဲ့တပ်ဖွဲ့လက်နက်ကိုင်အဖွဲ့တွေကိုမြန်မာအစိုးရကလက်မခံသေးတာဖြစ်ပါတယ်နှစ်ရက်တာကျင်းပတဲ့မြန်မာအစိုးရနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြားတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေး NCA စာချုပ်အချောသက်ညှိနှိုင်းဆွေးနွေးပွဲကိုမြန်မာနိုင်ငံမှာရောက်နေတဲ့လူ့ခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ယန်ဟီလီလည်းဒီနေ့လာရောက်ကြည့်ရှုလေ့လာပါတယ်။ဆွေးနွေးပွဲမှာပါဝင်တဲ့တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီးတော့အပြစ်ခတ်ရက်စက်ရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေကိုမေးမြန်းဆွေးနွေးခဲ့ပါတယ်။အခုဆွေးနွေးပွဲကိုတော့ကုလသမဂ္ဂကလေ့လာစောင့်ကြည့်သူအဖြစ်တက်ရောက်နေတာလည်းဖြစ်ပါတယ်ရှင်။အမေရိကန်နဲ့ဗီယက်နမ်နိုင်ငံတို့အကြားဆက်ဆံရေးပြန်လည်ကောင်းမွန်လာဖို့မှာအချိန်ယူတိဆောက်ခဲ့ရပြီးတော့ဒါဟာနှစ်ဖက်စလုံးအတွက်လွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့ဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီကပြောပါတယ်။နိုင်ငံအကြားတန်တမန်ဆက်ဆံရေးပုံမှန်ပြန်လည်ထားရှိခြင်းအနှစ်20ပြည့်အထိမ်းအမှတ်ဟနွိုင်းမြို့တော်မှာဒီကနေ့ပြောကြားတဲ့မိန့်ခွန်းအတွင်းမှာမစ္စတာကယ်ရီကသူ့အနေနဲ့ဗီယက်နမ်ပြည်သူတွေကိုအထူးကျေးဇူးတင်တယ်လို့ပြောကြားသွားပါတယ်။ဗီယက်နမ်နိုင်ငံမှာသေဆုံးပျောက်ဆုံးခဲ့ကြတဲ့အမေရိကန်စစ်သည်တွေကိုပြန်လည်ရှာဖွေတဲ့နေရာမှာဗီယက်နမ်ပြည်သူတွေကသူတို့ကိုယ်ပိုင်လယ်မြေတွေကိုတူးဖော်ရှာဖွေပြီးတော့အကူအညီပေးခဲ့ကြတာသူတို့ရဲ့နေအိမ်တွေသမိုင်းဝင်အဆောက်အဦတွေထောင်တွေထဲအထိဝင်းရောက်ရှာဖွေပေးခဲ့ကြတဲ့အပြင်မြေမြုပ်မိုင်းတွေရှိတဲ့နေရာတွေမှာပါရှာဖွေမှုတွေလုပ်နိုင်အောင်ကူညီပေးခဲ့ကြတာတွေကြောင့်ကျေးဇူးတင်တဲ့အကြောင်းမစ္စတာကယ်ရီကပြောကြားခဲ့တာပါလွန်ခဲ့တဲ့10စုနှစ်4စုကျော်ကဖြစ်ပွားခဲ့တဲ့ဗီယက်နမ်စစ်ပွဲကာလနောက်ပိုင်းနှစ်ဖက်ပုံမှန်ဆက်ဆံရေးပြန်လည်ထားရှိနိုင်အောင်ကြိုးပမ်းခဲ့ကြတဲ့ဗီယက်နမ်ခေါင်းဆောင်တွေကိုလည်းမစ္စတာကယ်ရီကကျေးဇူးတင်စကားဆိုပါတယ်နိုင်ငံအကြားမှာကုန်သွယ်မှုဆက်ဆံရေးအခိုင်အမာရှိလာတဲ့တိုင်အောင်ဗီယက်နမ်နိုင်ငံရဲ့လူ့ခွင့်ရေးမှတ်တမ်းတွေနဲ့ပတ်သက်လို့ကတော့စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းကိုအမေရိကန်ကဆက်လက်ထုတ်ဖော်ပြောဆိုနေဆဲပဲဖြစ်ပါတယ်ရှင်။အမေရိကန်ပြည်အောင်စုရဲ့ဒီနှစ်လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစီရင်ခံစာထဲမှာမလေးရှားနိုင်ငံကိုအရင်ကအနှိမ့်ဆုံးအဆင့်သတ်မှတ်ထားရာကနေအဆင့်တိုးသတ်မှတ်တာမှာအသုံးပြုခဲ့တဲ့အထောက်အထားအားလုံးကိုလွှတ်တော်ကိုပေးဖို့ထိပ်တန်းအထက်လွှတ်တော်အမတ်တို့ကအမေရိကန်နိုင်ငံသားရေးဌာနကိုတောင်းဆိုလိုက်ပါတယ်။မလေးရှားနဲ့အတူတရုတ်အိန္ဒိယမက္ကဆီကိုနဲ့ကျူးဘားအပါအဝင်တခြားနိုင်ငံတွေကိုနိုင်ငံသားရေးဌာနကလူမှောင်ခိုကူးမှုတိုက်ဖျက်ရေးလှုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့အဆင့်တိုးသတ်မှတ်ပေးခဲ့တာမှာနိုင်ငံရေးအကြောင်းတရားတွေပါဝင်နေတယ်လို့
လွတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Republican အထက်လွှတ်တော်အမတ် Bob Corker နဲ့တခြားလွှတ်တော်အမတ်တွေကဆွဆွဲပြောဆိုနေကြတာပါ။တော်သားရင်းပြည်တော်ကနိုင်ငံခြားဆက်ဆံရေးကော်မတီရှေ့မှောက်ထွက်ဆိုခဲ့တဲ့နိုင်ငံခြားရေးဌာနအရာရှိတူဖြစ်တဲ့ Sarah Sewall ကတော့2015ခုနှစ်လူကုန်ကူးခြင်းဆိုင်ရာအမေရိကန်နိုင်ငံခြားရေးဌာနရဲ့အစီရင်ခံစာထဲမှာနိုင်ငံရေးအရာဩဇာတက်ရောက်ခဲ့တာမျိုးမရှိပါဘူးလို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဥရောပလွှတ်တော်အမတ်တချို့ကတော့သမ္မတအိုဘားမားအစိုးရရဲ့ Pacific ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကုန်သွယ်ရေးသဘောတူစာချုပ် TPP မှာမလေးရှားနိုင်ငံပါဝင်လာစေဖို့အတွက်မလေးရှားကိုအဆင့်တိုးသတ်မှတ်ပေးခဲ့တာလို့ဆွဆွဲပြောဆိုနေကြတာပါ။မလေးရှားနိုင်ငံကိုလူမှောင်ခိုကူးမှုတိုက်ဖျက်ရေးမှာအဆိုးဝါးဆုံးနိုင်ငံအဆင့်ကနေစောင့်ကြည့်စင်းအဆင့်ကိုတိုးမြင့်သတ်မှတ်ပေးခဲ့ပြီးတော့ဒီသတ်မှတ်ချက်ထဲမှာပါတဲ့နိုင်ငံတွေအနေနဲ့တိုးတက်လာအောင်အများကြီးဆောင်ရွက်ရအလိမ့်အောင်မှာဖြစ်တယ်ဆိုတာကိုဆိုလိုတာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးကယ်ရီကပြောဆိုပါတယ်ရှင်။လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် Republican Party အတွင်းသမ္မတကိုယ်စားလှယ်လောင်းတွေကရှိနေတဲ့စီးရင်ထဲမှာ10ဦးရဲ့ပထမဆုံးအကြိမ်ရှင်းပြအရွေးခံမှုကိုတော့မနေ့ကကြာသပတေးနေ့ညပိုင်းမှာစတင်ခဲ့ပါတယ်။နိုင်ငံခြားရေးမူဝါဒအပါအဝင်အကြောင်းအရာများစွာကို2နာရီကြာအခြေတင်ညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အီရန်နျူကလ িয়ার အရေးနဲ့အရှေ့အလယ်ပိုင်းဒေသက IS အစွန်းရောက်စစ်သွေးကြွချေမှုန်းရေးစတဲ့ပြောဆိုမှုတွေသာမကသမ္မတအိုဘားမားအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေကိုဝေဖန်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့အတူသမ္မတအိုဘားမားကိုထိုးနှက်ဝေဖန်ပြောဆိုရင်းအခြေအတင်ဆွေးနွေးခဲ့ကြတာပါ။ရှင်ပြိုင်သူအတော်များများကတော့အီရန်နျူကလ িয়ার ရေးသဘောတူညီချက်ကိုအပြင်းထန်ဝေဖန်ခဲ့ကြပြီးတချို့ဆိုရင်သူတို့သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရတဲ့ပထမဆုံးနေ့မှာကိုပဲဒါကိုပြောင်းလဲပြစ်နိုင်ဖို့ဒီသဘောတူညီချက်ကိုချက်ချင်းပယ်ဖျက်ပြစ်မယ်လို့ပြောဆိုကြပါတယ်။ IS အစွန်းရောက်တွေကိုချိန်မုံဖို့အရှေ့လယ်ပိုင်းဒေသကိုတပ်ဖွဲ့တွေစစ်လွတ်ဖို့ပြောဆိုသူတချို့ရှိသလိုနောက်ထပ်အခုလိုမျိုးစကားစစ်ထိုးမှုတွေမှာနိုင်ငံခြားရေးမူဝါဒအကြောင်းအရာကပဲအဓိကပြောဆိုစရာကိစ္စဖြစ်လာနိုင်ပါတယ်။မနေ့ကပွဲမှာတန်းကြွယ်တထေးကြီးဒေါ်နယ်ထရမ့်ကတော့အများအာရုံစိုက်အခံရဆုံးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဂျက်ဘုရှ်၊ ဝစ်ကွန်ဆင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းစကော့ဝေါ်ကာနဲ့အိုဟိုင်းယိုပြည်နယ်အုပ်ချုပ်ရေးမှူးဂျွန်ကာရှစ်တို့လည်းဒီပွဲမှာအကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့ကြပြီးတော့အများရဲ့လက်ခုပ်လက်ဝါးတီအားပေးတာကိုခံခဲ့ရပါတယ်ရှင်။ Saudi Arabia နိုင်ငံမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေတွားကြတဲ့ဗလီတစ်ခုကိုအသေးခံဘုံခွဲတိုက်ခိုက်တာကြောင့်လူ15ယောက်သေဆုံးခဲ့ရတဲ့လုပ်ရဟာသူတို့လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွအဖွဲ့နဲ့ချိတ်ဆက်နေတဲ့အဖွဲ့တစ်ခုကပြောဆိုပါတယ်။သူတို့ IS Islamic နိုင်ငံတော်ရဲ့ Hijaz ပြည်နယ်ကလို့ဆိုသူတွေကအခုလိုမျိုးပြောဆိုလိုက်တာပါ။နိုင်ငံတောင်ပိုင်းအာဘာမြို့ကဗလီမှာဝတ်ပြုဆုတောင်းနေကြသူတွေကိုအသေးခံဘုံခွဲသူတူကဖောက်ခွဲခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြာမှာပဲအဲ့ဒီအဖွဲ့က Twitter လူမှုကွန်ရက်စာမျက်နှာပေါ်ကနေကြေညာခဲ့တာပါ။အဲ့ဒီမျိုးဟာ ဆော်ဒီအာရေဗီးယားတောင်ဘက်နယ်စပ်ကစစ်ပွဲတွေနဲ့မတည်မငြိမ်ဖြစ်နေတဲ့ယီမင်နိုင်ငံနဲ့နှီးပါတယ်။အခုတိုက်ခိုက်မှုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကအပြင်းထန်ဆုံးစကားလုံးတွေသုံးပြီးကြေညာချက်ထုတ်ပြန်ဝေဖန်ထားပါတယ်။ IS အစွန်းရောက်အဖွဲ့ကိုချိန်မုံပြရမယ်။ဒီအဖွဲ့ကအားပေးလှုပ်ဆောင်နေတဲ့လက်မခံနိုင်စရာအကြမ်းဖက်မှုတွေနဲ့မုန်းတီးမှုတွေကိုဖျက်ဆီးပြရမယ်လို့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကထပ်မံအလေးပေးပြောဆိုပါတယ်။ဖောက်ပြန်သူတွေရဲ့ထိမ့်မှတ်တစ်ခုကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်တာလို့ Hijaz ပြည်နယ် IS အဖွဲ့ရဲ့ကြေညာချက်ထဲမှာတော့ဖော်ပြထားပါတယ်။ Hijaz ဟာဆော်ဒီအာရေဗီးယားနိုင်ငံအနောက်ပိုင်းကိုရည်ညွှန်းပြောဆိုတာပါ။အဲ့ဒီနေရာဟာအစ္စလမ်ဘာသာရဲ့အထွတ်အမြတ်နေရာနှစ်ခုဖြစ်တဲ့မက္ကာနဲ့မဒီနာတို့ရှိတဲ့နေရာပဲဖြစ်ပါတယ်။လာမယ့်ရက်ပိုင်းတွေအတွင်းမှာအာရေဗျကျွန်းဆွယ်မှာရှိတဲ့အာနာရှင်တွေအပေါ်တိုက်ခိုက်မှုတွေဆက်ပြီးတော့လုပ်သွားမယ်လို့လည်းစစ်သွေးကြွအဖွဲ့ကပြောဆိုထားပါတယ်ရှင်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစလို့ယီမင်နိုင်ငံမှာပြန်ပေးဆွဲဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြံပေးပြည်သစ်နိုင်ငံသားတူပြန်လည်လွတ်မြောက်လာပါတယ်။မကြာခင်မှာတော့သူ့ရဲ့နေရက်အိမ်ကိုပြန်လည်ရောက်ရှိတော့မှာပါ။ Isabel Prime အခုလိုပြန်လည်လွတ်မြောက်အောင်ငွေပေးပြီးတော့ရွေးခဲ့ရတာလားဆိုတာကတော့သေချာမသိရပါဘူး။ပြည်သစ်သမ္မတ Francois Hollande ကတော့အခုလို Prime ပြန်လည်လွတ်မြောက်အောင်ပြည်သစ်အစိုးရကအစွမ်းကုန်စူးစမ်းခဲ့တယ်လို့ပြောပါတယ်။ Prime ကိုဘယ်သူတွေကပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တာလဲဆိုတာသေချာမသိရပါပဲ။ယီမင်မျိုးနယ်စုတွေဟာအနောက်နိုင်ငံသားတွေကိုအခုလိုမျိုးပြန်ပေးဆွဲလေးရှိတဲ့တမိုင်းကြောင်းရှိကြတဲ့သူတွေပါ။ယီမင်နိုင်ငံမြို့တော်ဆာနာမှာ Prime နဲ့အတူပြန်ပေးဆွဲခံခဲ့ရတဲ့ဘာသာပြန်ကတော့ပြန်ပေးဆွဲခံခဲ့ရပြီးသတင်းပတ်တွေအတွင်းမှာပဲပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်ရှင်။အားပြင်းတဲ့မုန်တိုင်းတစ်ခုထိုင်ဝမ်ကျွန်းစီချင်းကပ်လာနေတာကြောင့်လူတွေထောင်နဲ့ချီကုန်းမြင့်ဒေသတွေစီကိုဒီကနေ့ထွက်ပြေးတိမ်းရှောင်နေကြသလိုရုံးတွေနဲ့အကြောင်းတွေကိုလည်းအာဏာပိုင်တွေကပိတ်ထားလိုက်ပါတယ်။ Typhoon Sudala ဟာတောက်ကြနေနှောင်ပိုင်းဒါမှမဟုတ်စနေနေ့အစောပိုင်းလောက်မှာထိုင်ဝမ်ကျွန်းကိုဓာတ်ရိုက်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားတာဖြစ်တယ်လို့အခုကတည်းကထိုင်ဝမ်ကျွန်းပေါ်မှာလေပြင်းတွေတိုက်ခတ်ပြီးတော့မိုးတဲထန်စွာရွာသွန်းနေပြီဖြစ်ပါတယ်။
အသက်8နှစ်အရွယ်မိန်းကလေးငယ်တဦးပင်လယ်ထဲမျောပါသေဆုံးခဲ့တယ်လို့လူဒုထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်တယ်လို့အစိုးရအရာရှိတွေကပြောပါတယ်။နောက်ထပ်လူတဦးထက်မနည်းပျောက်ဆုံးနေတယ်လို့လည်းဆိုပါတယ်။ဒီကနေ့တောက်ကြနေနေ့လယ်ပိုင်းအချိန်အထိမုန်တိုင်းဗဟိုပြုရာနေရာအနီးမှာလေတိုက်နှုန်းဟာတနအီကို183ကီလိုမီတာရှိပါတယ်။မုန်တိုင်းဟာကုန်းတွင်းဒေသကိုမဝင်ရောက်ခင်ပိုမိုအကောင်းလာနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကပြောဆိုထားပါတယ်ရှင်။ဆက်လက်ပြီးတော့သတင်းစာမတွေကိုတင်ပြပေးပါမယ်။အီရန်နိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်အောင်တားဆီးဖို့အကောင်းဆုံးနည်းလမ်းအဖြစ်အီရန်နဲ့နျူကလ িয়ার သဘောတူညီချက်ကိုထောက်ခံကြဖို့သမ္မတအိုဘားမားကအမေရိကန်ပြည်သူတွေကိုတိုက်တွန်းလိုက်ပါတယ်။အီရန်ကိုအထီးကျန်ဖြစ်အောင်လုပ်ခြင်းဟာသူ့ကိုနျူကလ িয়ার လက်နက်အလင်းအမြန်ထုတ်လုပ်နိုင်အောင်တွန်းပို့သလိုဖြစ်ပြီးတော့အရှေ့လယ်ပိုင်းဒေသမှာနောက်ထပ်စစ်ပွဲတစ်ခုကိုလည်းဖန်တီးရရောက်လိမ့်မယ်လို့ဝါရှင်တန် DC ကအမေရိကန်တက္ကသိုလ်မှာတနအီကြာပြောသွားတဲ့မိန့်ခွန်းအတွင်းသမ္မတအိုဘားမားကပြောဆိုသွားတာပါ။ဒါပေမဲ့လည်းလွှတ်တော်မှာအမတ်တချို့ကတော့ဒီအပေါ်မှာတန်တရားထားပြီးလွှတ်တော်မဲမခွဲခင်မှာအပြင်းထန်ညှင်းဆိုဆွေးနွေးသွားမယ်လို့လည်းပြောဆိုနေပါတယ်။စတတိစာဟုတ်ရဲ့သတင်းဆောင်ပါကိုတော့ကိုသားညိုဦးကတင်ပြပေးပါမယ်ရှင်။အီရန်နိုင်ငံပေါ်မှာအရေးယူတန်ခတ်မှုတွေကိုရှော့ချပြီးတော့အပြန်အလှန်အားဖြင့်အီရန်နျူကလ িয়ার အစီအစဉ်ပေါ်နိုင်ငံတကာကစောင့်ကြည့်ထိန်းချုပ်ခွင့်ရမယ့်ဒီသဘောတူညီချက်ဟာဆိုလို့ရှိရင်အမေရိကန်ပြည်ထောင်စုကိုပို့ပြီးတော့ဘေးကင်းလုံခြုံစေဖို့ဖြစ်တယ်လို့သမ္မတအိုဘားမားကပြောပါတယ်။ဒီသဘောတူညီချက်အတိုင်းအသေးချာစောင့်ကြည့်ကြည့်ရှုခြင်းအဖြစ်အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုလျှို့လျှို့ဝှက်ဝှက်နဲ့ထုတ်လုပ်ဖို့ဆိုတာလုံးဝနီးနီးမဖြစ်နိုင်ဘူးလို့လည်းသမ္မတအိုဘားမားကပြောပါတယ်။ For decades, inspectors will have access to Iran's entire nuclear supply. စုံစမ်းစစ်ဆေးရေးမှုတွေအနေနဲ့ကုန်ကျန်းထုတ်လုပ်တဲ့အီရန်နိုင်ငံရဲ့ယူရေနီယံမိုင်းတွင်းတွေကအစတန့်စင်မှုတွေလုပ်တဲ့ဗဟိုအားခွာစက်ရုံတွေအထိအီရန်နျူကလ িয়ার လုပ်ငန်းစဉ်တစ်ခုလုံးကိုဆယ်စုနှစ်နဲ့ကြာဝင်ရောက်ကြည့်ရှုခွင့်တွေရမှာဖြစ်ပါတယ်။အီရန်ပေါ်မှာအရေးယူတန်ခတ်မှုတွေလျှော့လိုက်တဲ့အတွက်အီရန်အနေနဲ့ဒေသအတွင်းမှာဩဇာအာဏာပြန်ပြီးတော့ကြီးလာမယ်လို့လည်းမဆိုနိုင်တဲ့အကြောင်းသမ္မတအိုဘားမားကပြောပါတယ်။ Their conventional capabilities will never အီရန်ရဲ့တမယိုးကျစစ်အင်အားလုံနိုင်ခြင်းဟာအစ္စရေးနဲ့ဘယ်တော့မှရှင်လို့ရမှာမဟုတ်သလိုအစ္စရေးစစ်တပ်ရဲ့စွမ်းရည်မြင့်တင်ဖို့အကူအညီပေးသွားမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ပိုင်းဖြတ်ချက်အတိုင်းပဲဖြစ်စေမှာပါအီရန်ရဲ့နျူကလ িয়ার ရေးသဘောတူညီချက်မရခဲ့ဘူးဆိုရင်တော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုအလျင်အမြန်ထုတ်လုပ်လာနိုင်တယ်လို့ပဲအရှေ့လေပိုင်းဒေသမှာနောက်ထပ်စစ်ပွဲကြီးတစ်ခုလည်းအစပြုလိုက်တယ်လို့ဖြစ်လိမ့်မယ်လို့သမ္မတအိုဘားမားကသတိပေးပါတယ်။ဒါပေမဲ့လို့လည်းအခုဒီအီရန်နဲ့ယူမဲ့သဘောတူညီချက်အပေါ်မှာအမေရိကန်လွှတ်တော်အမတ်အချို့ကတော့တန်တရားကြီးနေတော့မှာအမေရိကန်တွေကိုအပြတ်သက်ချေမှုန်းပြရမယ်ဆိုပြီးဆက်လက်ကြွေးကြော်နေတဲ့အီရန်ခေါင်းဆောင်တွေကိုကျွန်တော်တို့ယုံကြည်လို့ဖြစ်ပါမလား။အီရန်အနေနဲ့နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်အောင်ရည်ရွယ်တဲ့ဒီသဘောတူညီချက်တစ်ခုခုနဲ့ပြတ်ပြားသွားရင်နောက်ဆက်တွဲဘာတွေဖြစ်လာမလဲမနေ့တုန်းကပြောတဲ့သမ္မတအိုဘားမားမိန့်ခွန်းထဲမှာဒီစိုးရိမ်မကင်းဖြစ်ကြတဲ့အချက်တွေကိုရှင်းချက်ထုတ်ထားတယ်လို့ဆိုပါတယ်။အစ္စရေးပါဝင်ပါရှန်ပင်လယ်ကွေ့ဒေသကတိုင်းပြည်တွေနဲ့ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတာကိုသူ့အနေနဲ့ယုံကြည်တဲ့အကြောင်းသမ္မတကပြောသွားတာပါ။ဒါအပြင်ဒီတိုင်းပြည်ရဲ့လုံခြုံရေးအတွက်ဒါဟာအရေးပါအရာရောက်တယ်တာဝန်ရှိတယ်ဆိုတာကိုအမေရိကန်လွှတ်တော်အနေနဲ့အတိအမှတ်ပြုဖို့သမ္မတကတိုက်တွန်းထားတာပါ။သမ္မတရဲ့မိန့်ခွန်းထဲမှာစိုးရိမ်နေကြတဲ့မိန့်ခွန်းရပ်တိုင်းကိုသမ္မတကရှင်းချက်ထုတ်ခဲ့တယ်လို့အမေရိကန်တမ္မတ်ဟောင်း Robert Hunter က VOA ကိုပြောပါတယ်။နောက်ဆုံးတော့အမေရိကန်လွှတ်တော်အနေနဲ့လည်းဒီသဘောတူညီချက်ကိုလက်ခံအတည်ပြုရမှာဖြစ်တယ်လို့ပဲဒါကိုအီရန်နိုင်ငံဘက်ကလည်းလိုက်နာသဘောတူဖို့ဖြစ်လာပါလိမ့်မယ်လို့သူကခန့်မှန်းပြောဆိုသွားပါတယ်ခင်ဗျာ။လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တုန်းကလွှတ်တော်အမတ်တွေအတည်ပြုခဲ့တဲ့1965ခုနှစ်မဲပေးခွင့်အက်ဥပဒေကိုအမေရိကန်သမ္မတဟောင်းလင်ဒန်ဂျွန်ဆင်ကအဲ့ဒီချိန်တုန်းကလက်မှတ်ရေးထိုးခဲ့တာပါ။အသားရောင်ခွဲခြားမှုပပျောက်ရေးနဲ့အမေရိကန်တောင်ပိုင်းဒေသကလူမဲတန်းပေါင်းများစွာမဲပေးခွင့်ရအောင်ပြည်ထောင်စုအစိုးရကပြဋ္ဌာန်းချက်ထုတ်ပြန်ခဲ့တာပါ။ဒီပြည်သူ့စန္ဒလှုပ်ရှားမှုတွေအတွက်ကြိုးပမ်းခဲ့ကြတဲ့အရက်သားတွေကိုဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့အတူသွေးမြေကျခဲ့ရပြီးတော့မှဒီဥပဒေအတည်ပြုဖြစ်ခဲ့တာပါ။ Chris Simkins ရဲ့သတင်းလွှာကိုတော့နန်းလောင်ကတင်ပြထားပါရရှင်။1965မဲပေးခွင့်ဥပဒေကိုအမေရိကန်သမ္မတလင်ဒန်ဂျွန်ဆန်လက်မှတ်ထိုးခဲ့တာဟာသမိုင်းဝင်ဖြစ်ရပ်တစ်ခုပါဒီဥပဒေကိုအမေရိကန်ပြည်ထောင်စုအတွင်းအရက်သားအခွင့်အရေးနဲ့ပတ်သက်ပြီးအထူးရောက်ဆုံးပြဋ္ဌာန်းချက်တစ်ခုအဖြစ်ကြည်ကြဲပြင်းပြလက်ခံသတ်မှတ်ထားပါတယ် We will not turn aside until Americans of every race and color and origin in this country have ဒီမိုကရေစီရေးလမ်းကြောင်းမှာအမေရိကန်ပြည်ထောင်စုအတွင်းကအသားရောင်မတူတဲ့လူမျိုးတိုင်းအခွင့်အရေးတန်းတူမရမချင်းဒီကိစ္စကိုဘေးဖယ်ထားမှာမဟုတ်ပါဘူးအမေရိကန်ပြည်ထောင်စုတောင်ပိုင်းတစ်ခွင်ကပြည်내နဲ့ဒေသဆိုင်ရာမဲရုံတွေမှာလူမဲတွေမဲပေးခွင့်မရအောင်ခွဲခြားထားတဲ့အချက်တွေကိုမဲပေးခွင့်ဥပဒေကဖယ်ရှားလိုက်နိုင်ပါတယ်
အာဖရိကနယ်ဖွာအမေရိကန်လူမဲတွေမဲပေးခွင့်ရဖို့အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်ထောင်စုအစိုးရက15ကြိမ်မြောက်ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။1965မဲပေးခွင့်ဥပဒေကလူအတော်များများကိုလွတ်လပ်ခွင့်ပေးလိုက်တာပါလို့လွှတ်တော်အမတ် John Lewis ကပြောသွားပါတယ်။ American Congress လွှတ်တော်အမတ် John Lewis ဟာ1965 Alabama ပြည်နယ် Selma မှာမဲပေးခွင့်ရဖို့ချီတက်ဆန္ဒပြမှုအတွင်းတေမလို့ဖြစ်ခဲ့ပါတယ်။ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသူတွေကိုရဲကအကြမ်းဖက်ခဲ့တာကြောင့်တနိုင်ငံလုံးကန့်ကွက်ခဲ့ကြပြီးမဲပေးခွင့်ဥပဒေဘက်ကိုဦးတည်တွားစေခဲ့ပါတယ်။ It was worth the suffering of so many people. လူပေါင်းများစွာခံစားခဲ့ရတာနဲ့ထိုက်တန်ပါတယ်။အသက်သွေးတွေပေးဆက်ခဲ့ရတာနဲ့လည်းထိုက်တန်ပါတယ်။လူမဲတွေမဲပေးခွင့်စီရင်သွင်းလို့ရအောင်အစိုးရကြောထောက်နောက်ခံပြုထားတဲ့အင်အားအတော်များများနေရာချထားပေးခဲ့ရတယ်လို့နိုင်ငံရေးသိပ္ပံပါမောက္ခ Andrea Gillespie ကပြောပါတယ် during the latter part of the 1960s and 1960ပြည့်လွန်နောက်ပိုင်းနဲ့1980ပြည့်လွန်အစောပိုင်းကာလတွေမှာမဲပေးတဲ့လူမဲအရေးအတွက်အစအများကြီးတိုးလာတာပါလူမဲထောင်ပေါင်းများစွာရှိတဲ့တောင်ပိုင်းပြည်နယ်တွေမှာမဲထည့်နိုင်တဲ့နေရာတွေရှိခဲ့ပါတယ်မဲပေးခွင့်ရအောင်ဆွလွတ်အနစ်နာခံခဲ့သူတွေအတွက်အောင်ပွဲကျင်းပတဲ့လို့ဒါကိုဘရောမှမေ့လျော့မသွားသင့်ဘူးလို့လူမဲကောင်းဆောင်တွေကပြောပါတယ် We have gone from a society where I might have been John Lewis ရိုက်နှက်မှုတွေခံခဲ့ရတယ်လို့ကျွန်တော်လည်းခံစားခဲ့ရနိုင်တဲ့လူမှုအတိုင်းဝိုင်းကနေအခုလိုအခြေအနေမျိုးရောက်လာတာကိုဂုဏ်ယူလို့မဆုံးပါဘူးကျွန်တော်ကိုစားသူကဒဏ်ရာတွေရသွားတာပါထိခိုက်ခံစားခဲ့ရတာတွေကိုဘာမှမဖြစ်သလိုဟန်ဆောင်ပြီးမြေကျခဲ့ရတဲ့သွေးတွေကိုဖြုံးတီးမပစ်သင့်ပါဘူး1965မဲပေးခွင့်ဥပဒေကသူ့ကိုဘလို့အထောက်အကူပြုခဲ့တယ်ဆိုတာကိုနှစ်ပေါင်း90အကြာမှာ Atlanta မြို့တော်ဝန်ဟောင်း Shirley Franklin ကအခုလိုပြန်ပြောင်းပြောပြပါတယ် to step out of my comfort zone and to run for office ကံကောင်းချင်တော့ကျမကိုယ်တိုင်မမြင်တဲ့အချက်တွေကိုတခြားလူတွေကတွေ့တယ်လေလူတွေထွက်ပြီးတော့ရွေးကောက်ပွဲဝင်အောင်ကျမကိုတိုက်တွန်းကြတယ်အဲ့ဒီကစပြီးတော့လူအားလုံးကိုဒီတိုင်းလုပ်ဖို့ကျမတိုက်တွန်းခဲ့တာပါပဲမဲပေးခွင့်ဥပဒေနဲ့ပတ်သက်လို့အောင်ပွဲရခဲ့တာဟာဒီမိုကရေစီရေးလမ်းကြောင်းမှာမဲပေးခွင့်နဲ့တန်းတူညီမျှမှုအတွက်အင်အားအကြီးဆုံးအရာဖြစ်တယ်လို့နိုင်ငံရေးကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ရှင်နောက်ဆုံးရကဘာနဲ့မြန်မာသတင်းတွေသတင်းဆောင်ပါသုံးသပ်ချက်နဲ့ဘူးတုဒရပွဲခန္ဓာဆောင်ကို VOA မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေမှာလည်းနားဆင်နိုင်ပါတယ်။မနေ့ပိုင်းအစီအစဉ်တွေကိုမြန်မာစံတော်ချိန်မနေ့6နာရီကနေ9နာရီညနေအစောပိုင်းအစီအစဉ်တွေကိုညနေ6နာရီခွဲကနေ9နာရီညပိုင်းအစီအစဉ်တွေကိုည9နာရီကနေ10နာရီထိနားဆင်ကြရမှာပါ။မနေ့8နာရီနဲ့ညပိုင်း10နာရီမှာလည်းတစ်ချိန်စီပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။အစီအစဉ်အသေးစိတ်ဇာတ်မှာတော့အချိန်နဲ့အတန်လွှင့်မီတာလိုင်းတွေကိုဖော်ပြထားပါတယ်ခင်ဗျာ။တူဘာသာသူလစ်လာတယူနိုင်စွမ်းရှိတဲ့ဆက်ရုပ်ကိုနော်ဝေနိုင်ငံအော်စလိုမြို့ကသိပ္ပံပညာရှင်တွေစတင်စမ်းသပ်နေကြပါပြီ။အဲ့ဒီဆက်ရုပ်ကိုရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေနောက်အလားအလာရှိတဲ့တခြားဂျိုးကဘာတွေမှာဓာတ်သတ္တုရှာဖွေတူးဖော်ရေးအတွက်သုံးမယ်လို့မျှော်လင့်ထားကြပါတယ်။ရိုက်တာသတင်းဆောင်းပါးတစ်ပုဒ်ကိုအခြေခံပြီးတော့ကိုငင်းချမ်းကအကြောင်းစုံတင်ပြပါမယ်ရှင်။ဘေးအန္တရာယ်ကြားရောက်တဲ့ဒေသတွေမှာကယ်ဆယ်ရေးဝန်ထမ်းတွေအတွက်အန္တရာယ်ကြီးလွန်းတဲ့အတွက်ကယ်ဆယ်ရေးစက်ရုပ်တွေကိုသုံးဖို့အကြံပေးတာကြားလှပါပြီ။အဲ့ဒီစိတ်ကူးကိုတကယ်ဖြစ်လာစေဖို့အတွက်အော်စလိုတက္ကသိုလ်ကသုတေသနပညာရှင်တွေကကြိုးပမ်းနေကြပါပြီ။သူတို့ဟာသူ့ဘာသာသူသင်ယူနိုင်စွမ်းရှိတဲ့စက်ရုပ်တွေကိုတီထွင်နေတာပါ။အခက်အခဲတွေအတားအဆီးတွေကြုံတွေ့ရင်ဘလို့ရှောင်ရှားမလဲဆိုတဲ့စွမ်းရည်ရှိအောင်ကွန်ပျူတာအစီအစဉ်တွေကိုစက်ရုပ်ထဲမှာထည့်သွင်းပေးထားတာပါ။လုပ်ဖော်ကိုင်ဘတ်တွေနဲ့အတူသုံးဘက်မြင် 3D printer ကိုသုံးပြီးစက်ရုပ်တွေထုတ်လုပ်နေတဲ့အကြောင်းတွဲဘက်ပါမောက္ခ Kara Glitter ကပြောပါတယ်The robots we are testing on now ကျွန်တော်တို့အခုစမ်းနေတဲ့စက်ရုပ်ကအခြေခံပုံစံအဆင့်ပဲရှိပါသေးတယ်။သူတို့ခြေထောက်ပုံစံတွေကိုသုံးဘက်မြင် printer သုံးပြီးထုတ်ထားတာပါ။နောက်ပြီးခြေထောက်တွေဘယ်လိုလှုပ်ရှားမလဲဆိုတာကတော့ဒီကွန်ပျူတာထဲမှာစမ်းသပ်ပြီးအပြင်မှာစမ်းသပ်ဖို့အတွက်ကတော့မော်တာတွေတက်ထားပါတယ်။သုတေသနပညာရှင် Ivan Simusan ကစက်ရုပ်ရဲ့အခြေခံပုံစံ5မျိုးကိုကွန်ပျူတာထဲမှာစမ်းပြီးတဲ့နောက်စမ်းသပ်ခန်းကျမ်းပြင်ပေါ်မှာချဆန်းနေတာပါ။ကွန်ပျူတာထဲကစမ်းသပ်ချက်တွေနဲ့အပြင်ကစမ်းသပ်ချက်တွေရဲ့ကွာခြားမှုကိုနည်းနိုင်သမျှနည်းအောင်လုပ်နိုင်ရင်တကယ်အောင်မြင်မှုရမယ်လို့အဖွဲ့ခေါင်းဆောင် Jim Torreson ကပြောပါတယ် It will be important to have predictable behavior of robots ဒီစက်ရုပ်တွေရဲ့လှုပ်ရှားမှုတွေကိုခံမှန်းနိုင်မှုကအရေးကြီးပါတယ်ကျွန်တော်တို့ထင်မှတ်ထားတဲ့လှုပ်ရှားမှုမျိုးမလုပ်ဘူးဆိုတာသိဖို့လည်းလိုပါတယ်ဒီစက်ရုပ်တွေရဲ့အစိပ်ပိုင်းတွေပြတ်သွားရင်အလွယ်တကူပြန်လည်ပြင်ဆင်ဖို့သုံးဘက်မြင် printer အသေးလေးနဲ့ထုတ်လို့ရပါတယ်လို့ Glitter ကပြောပါတယ်In case there is some unexpected barrier, some new terrain, or if a part of the robot တကယ်လို့မမျှော်လင့်တဲ့တားဆီးတွေမြေမျက်နှာပြင်ပုံစံအသစ်တွေဒါမှမဟုတ်စက်ရုပ်ရဲ့အစိပ်ပိုင်းတစ်ခုကပြတ်သွားတာမျိုး
အခြေအနေအသစ်မှာအလုံးမလုံးနိုင်တာမျိုးဆိုရင်ကျွန်တော်တို့ရဲ့စက်ရုပ်ကိုသူ့ဘာသာသူပြင်ဆင်တာပဲဖြစ်ဖြစ်ပုံစံအသစ်ပြောင်းပြီးလိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲတာပဲဖြစ်ဖြစ်လုံနိုင်စေဖို့တီထွင်နေတာပါအဲ့ဒီလိုစက်ရုပ်တွေဟာတခြားဂျိုကဘာကိုသွားပြီးဓာတ်သတ္တုရှာဖွေတူးဖော်ရေးတွေလုပ်တဲ့နေရာမှာသုံးနိုင်တယ်လို့တီထွင်တဲ့အဖွဲ့ကပြောပါတယ်ခင်ဗျာပြင်သစ်ကလပ် Paris Saint-Germain PSG အသင်းကအင်္ဂလန်က Manchester United မှာကစားနေတဲ့အာဂျင်တီးနားတောင်ပံကစားသမားဒီမာရီယာကိုကြာသပတေးနေ့ကခေါ်ယူလိုက်ပါတယ်။ PSG အသင်းဟာဒီမာရီယာကိုပြည်တွင်းစတာလင်ပေါင်44သန်းနဲ့ဝယ်ယူလိုက်တာပါ။ဒီအကြောင်းနဲ့ပတ်သက်လို့တော့ကိုရန်နိုင်ကဆက်ပြီးတင်ပြပါမယ်ရှင်။အာဂျင်တီးနားတောင်ပံတိုက်စစ်မှု Angel Di Maria ဟာပြင်သစ်ကလပ် PSG အသင်းနဲ့ကြာသပတေးနေ့က4နှစ်စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ PSG အသင်းဟာဒီမာရီယာကိုပြောင်းရွှေ့ခြင်းဗြိတိန်စတာလင်ပေါင်44သန်းပေးပြီးတော့ Manchester United အသင်းကနေဝယ်ယူလိုက်တာဖြစ်ပါတယ်။ Es un orgullo muy grande para mí poder venir al Paris. Paris Saint-Germain အသင်းကိုပြောင်းလဲနိုင်တဲ့အတွက်ရောထိပ်တန်းကစားသမားတွေဖြစ်တဲ့ Ibrahimovic, Verratti, Thiago Silva, David Luiz, Lavezzi နဲ့ Pastore တို့လိုကစားသမားတွေပါတဲ့အသင်းမှာကစားနိုင်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်အယမ်းကုန်ပါတယ်။အဲဒီကစားသမားတွေဟာ Champions League မှာပိုဆွဲဖို့အတွက်လုပ်နေတာလို့ကျွန်တော်ထင်ပါတယ်။ PSG အသင်းရဲ့ Champions League အောင်မြင်မှုကြောင့်သူပြောင်းလာတာဖြစ်တယ်လို့လည်းဒီမာရီယာကပြောပါတယ် Como digo siempre cada vez que he visto una nueva camiseta trato de အသင်းဝတ်စုံအသစ်ကိုဝတ်လိုက်တိုင်းကျွန်တော်ပြောနေကြတဲ့ခုကတော့ကျွန်တော်အနေနဲ့အသင်းအတွက်အစွမ်းကုန်ကြိုးစားသွားမယ်ကျွန်တော်အကောင်းဆုံးလုပ်သွားမယ်ဒီနေ့သူတို့အကုန်လုံးနိုင်တယ်လို့ထင်တယ်ဆိုတော့ PSG အသင်းမလုပ်နိုင်သေးတဲ့ Champions League Semi Final အဆင့်ကိုကျော်နိုင်အောင်ကျွန်တော်အနေနဲ့အကောင်းဆုံးကြိုးစားသွားမှာပါဒီမာရီယာဟာ PSG အသင်းမှာကျောနံပါတ်17ကိုဝတ်ဆင်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်PSG အသင်းကိုပြောင်းလာတဲ့အချက်တွေထဲမှာမိသားစုကအရေးပါတဲ့အခန်းကဏ္ဍမှာရှိပြီးတော့သူ့ဇနီးနဲ့ကလေးက Paris မှာပျော်တဲ့အတွက်အခုလိုပြောင်းလာတာဖြစ်ပြီးသူ့အနေနဲ့လည်းဝမ်းသာတယ်လို့ပြောပါတယ်။ဒါပြင်အာဂျင်တီးနားကစားပေါ်တွေကလည်းဒီအပြောင်းရွှေ့မှာအရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်လို့သူကပြောပါတယ်။ဒီမာရီယာဟာပြီးခဲ့တဲ့နှစ်က Real Madrid အသင်းကနေ Manchester United အသင်းကို Britain စံချိန်တင်ပြောင်းရွှေ့ကြီးစတာလင်ပေါင်59သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။အခုလိုတစ်နှစ်မပြည့်ခင်မှာအသင်းကနေထွက်သွားတဲ့အတွက် Manchester United ပရိသတ်တွေကတော့သူ့ကိုတရေဘောကြောင်သူဆိုပြီးတော့ဝေဖန်နေကြပါတယ်။မနစ်ကမန်ယူအသင်းမှာကစားခဲ့စဉ်သူ့ရဲ့အိမ်ဖောက်ထွင်းခံခဲ့ရပြီးတော့အဲ့လိုဖောက်ခံခဲ့ရတာကြောင့်သူ့မိသားစုဟာအင်္ဂလန်မှာနေရတာကိုမပြောခဲ့ဘူးလို့ပြောပါတယ်။ဒီချက်ကလည်းမန်ယူမှာသူခြေစွမ်းမပြနိုင်တဲ့အကြောင်းတွေကတစ်ခုဖြစ်ပြီးတော့မန်ယူအသင်းမှာသူကောင်းကောင်းခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုတာကိုလည်းဒီမာရီယာကဝန်ခံသွားပါတယ်။ဘလို့ပဲဖြစ်ဖြစ် PSG ပရိသတ်တွေကတော့သူတို့အသင်းကိုနောက်ထပ်ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ထပ်ရောက်လာတဲ့အတွက်ပျော်နေကြပါတယ်။ဒီမာရီယာအနေနဲ့သူမျှော်မှန်းသလိုခြေစွမ်းပြပြီး Champions League မှာအောင်ပွဲခံနိုင်မလားဆိုတာကတော့အချိန်ကပဲစကားပြောသွားလိမ့်မယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာအလုသမားထောင်ချီလိုအပ်ပြီးအလုလိုချင်လို့ရှောက်ကြတဲ့လူတွေကလည်းလိုအပ်တဲ့အရေးရှင်မချိကြတဲ့အခြေအနေမျိုးနဲ့အလုရှင်တွေရင်ဆိုင်နေရတဲ့အဖြစ်မျိုးကိုစဉ်းစားကြည့်ပါ။ဒါပေမဲ့လည်းလာစာကောင်းကောင်းရမယ့်အလုပ်အတွက်ကောလိပ်ကျောင်းကဘွဲရစရာမလိုပဲဒီပြဿနာကိုဖြေရှင်းနိုင်မှုပရိုက်တာအဖွဲ့အစည်းတို့ကကြိုးပမ်းနေပါတယ်ဒီကြောင်း VOA သတင်းတောက်ဘာနက်ရှူစမန်သတင်းပေးပို့ထားတာကိုမနနာချန်ကတင်ပြပါမယ်ရှင် So just remember your cell phone comes with two radios New York မြို့ South Bronx ရပ်ကွက်က Pascolas နည်းပညာကျောင်းက Oppo ဆိုတဲ့စာသင်ခန်းလေးပါ Oppo လို့အမည်ပေးခဲ့တဲ့ Rodolfo Herrera ကိုယ်တိုင်ကလည်းကျောင်းသားဟောင်းတစ်ယောက်ပါပဲ What we are trying to teach our students here isဒီမှာကျောင်းသားတွေကိုကျွန်တော်တို့သင်ပေးဖို့ကြိုးစားနေတာကတော့အသုံးစရိတ်လျော့ပြီးကွန်ထရိုးဆွမ်းအားလဲတိုးအချိန်နဲ့တပြေးညီပစ္စည်းသစ်တွေထုတ်လုပ်နိုင်အောင်ဖောက်သည်တွေကိုကူညီနိုင်မဲ့နည်းပညာသစ်တွေ software သစ်တွေကိုလေ့ကျင့်ပေးနေတာပါဒီခေတ်နည်းပညာဆိုတာကတစ်ချိန်လုံးပြောင်းလဲနေတာလေလက်တင်ဘာသာနဲ့ပညာရေးကတဆင်းလို့အဓိပ္ပာယ်ရတဲ့ Pascola ကျောင်းဟာဆိုရင် American တဝန်းနေရာ9ခုမှာနှစ်စဉ်ကျောင်းသား900ကျော်ကိုသင်ကြားပေးနေပြီးတော့ New York မှာတင်400လောက်ရှိပါတယ် College curriculum can't morph and ကောလိပ်ကျောင်းစာတွေက Pascolas ကျောင်းလိုလက်တွေ့သင်ခန်းစာတစ်ခုကိုမြန်မြန်ဆန်ဆန်နဲ့ခက်မြန်မြန်တက်အောင်လို့ပြောင်းလဲမပေးနိုင်ပါဘူးအလုပ်တစ်ခုအတွက်အသင့်ဖြစ်အောင်နေလို့ကျမတို့က10ပတ်နဲ့သင်ပေးနိုင်တယ်လို့ကျောင်းသားတွေအနေနဲ့ကြိုက်တာကိုရွေးဖို့ပဲလိုပါတယ်ကျူရှင်တစ်ခုလို့မဟုတ်ဘဲပုဂ္ဂလိကနဲ့ corporation တွေက foundation တွေနဲ့အစိုးရတွေကကမကထလို့စီစဉ်ပေးထားတဲ့ Pascolas ကျောင်းမှာကျောင်းသားတွေကထူးချွန်ပြီးတော့စိတ်လဲဝင်စားကြပါတယ် I'm here for a career change. အလုပ်ပြောင်းဖို့ဒီကိုရောက်လာတာဖြစ်ပြီးတော့ကျမရေးဘက်ကနေ IT ဘက်ကိုပြောင်းကျင်လို့ပါကျမရေးဘက်မှာလုပ်ခဲ့တဲ့ကျွမ်းကျင်မှုတွေကို IT နဲ့တွဲသုံးလို့ရမယ်လို့ခန်းစားမိတာကြောင့်လည်းဖြစ်တဲ့အကြောင်းသူကပြောသွားခဲ့တာပါအရေးချင်းကွာဟမှုနဲ့ပတ်သက်လို့ထင်ရှားတဲ့အစီရင်ခံစာတစ်စောင်ကိုပြုစုခဲ့သူ JP Morgan Chase လုပ်ငန်းက Chauncey Lennon ကတော့
အလောက်ကိုင်ပေါ်ဆုံးကျမကြီးနဲ့ IT နီးပညာလိုကဏ္ဍနှစ်ခုကိုပေါင်းစပ်နိုင်တာဟာအားသာချက်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။နယူးယောက်မှာကျမကြီးလုပ်ငန်းတွေမှာအလဲလက်ရေးချင်းရှိတဲ့အလုပ်နေရာတွေအတွက်လူ 2500 လောက်လိုနေပြီး IT အလုပ်တွေမှာတော့ 8100 လောက်လိုနေတယ်လို့နောက်လာမယ့် 4 နှစ်မှာနောက်ထပ် 15% လောက်တိုးလာလဲဦးမယ်လို့လည်းသူ့ရဲ့အစီရင်ခံစာမှာသုံးသပ်ထားတာပါ။ It's a problem with people and their skills. ဒါကလူတွေရဲ့အရေးချင်းပြဿနာဆိုပေမဲ့အလုပ်ရှင်တွေအတွက်လည်းပြဿနာတစ်ခုပါမကြာခဏဆိုသလိုအလုပ်ရှင်တွေကသူတို့ဘာတွေလူနေတယ်လဲဆိုတာကိုမပြောကြပါဘူးဒီအလုပ်တွေမှာဘယ်လိုအရေးချင်းတွေလူနေတယ်လဲဆိုတာကိုကျွန်တော်တို့အနေနဲ့သိဖို့လိုပါတယ်ပါစကောလာကျောင်းသားတွေကတော့သူတို့သင်ကြားထားသမျှနဲ့အသစ်ဖြစ်နေကြပါပြီ I know that I have to start from အစားကပြန်စားရမယ်ဆိုပေမဲ့လည်းအလုပ်သင်အဖြစ်နဲ့စပြီးတော့အလုပ်ကောင်းတစ်ခုရဖို့ကျောင်းသူကင်ဘာလီသောမတ်ကယုံကြည်ထားတဲ့အကြောင်းပြောဆိုသွားတာဖြစ်ပါတယ်ရှင်VOA မြန်မာပိုင်းရဲ့ရုပ်မြင်သံကြားအစီအစဉ်ကို Asia Set 7 ဂျိုဒူကနေထုတ်လွှင့်နေတာပါ။ဖော်ပြပါဂျိုဒူစလောက်အချက်လက်တွေအတိုင်းနေရာမရွေးဖမ်းယူကြည့်ရှုနိုင်ပါတယ်။အစီအစဉ်တွေကိုနေပိုင်းရောညပိုင်းမှာပါအချိန်ချင်းပြန်လည်ထုတ်လွှင့်ပေးနေပြီးဝေဖန်အကြံပေးမယ်ဆိုရင် burmese@voanews.com email ကိုပေးပို့နိုင်ပါတယ်။ VOA မြန်မာပိုင်းရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုရှုစားအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဒီညနေသတင်းချင်းချက်ကိုပြန်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံတော်ဝန်မိုးများပြီးရေကြီးရေရှမ်းမှုတွေကြောင့်ကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေချိန်မှာပဲမြို့မကျွန်းပေါ်ဒေသကမြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာကယ်ဆယ်ရေးအရှင်မြင့်ဆောင်ရွက်ဖို့သမ္မတဦးသိန်းစိန်ကတိုက်တွန်းလိုက်ပါတယ်။မြေပြင်မြစ်တက်လာပြီး AR ဒေသမှာ NL တွေနဲ့ကြုံတွေ့နေရတာကြောင့်ကြာသပတေးနေ့ကအခုလိုတိုက်တွန်းလိုက်တာပါ။ရေဘေးဒဏ်ခံနေရတဲ့ပြည်နယ်နဲ့တိုင်း12ခုမှာတိတ်ဆုံးသူ90နီးပါးရှိနေပြီးတော့ရေဘေးသင့်ပြည်သူ3သိန်းကျော်ရှိလာပြီလို့အစိုးရအရာရှိတွေကပြောပါရရှင်။မြန်မာအစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့ရန်ကုန်မြို့ကဆွေးနွေးပွဲအတွင်းလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအဓိကကျတဲ့အချက်တစ်ချက်ကိုသဘောတူညီမှုမရနိုင်ပဲဒီကနေ့ဆုံးသက်သွားပါတယ်။ကိုကျင်းမြောက်ဆွေးနွေးပွဲနောက်ဆုံးနေ့အဖြစ်ဒီကနေ့ဆွေးနွေးတာမှာမပြီးပြတ်ခဲ့တဲ့စာချုပ်လက်မှတ်ရေးထိုးရမှာအားလုံးပါဝင်ရေးအချက်ကိုတော့မကြာမီရက်တွေအတွင်းနေပြည်တော်မှာထိပ်သီးခေါင်းဆောင်တွေထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်ရှင်။အမေရိကန်နဲ့ဗီယက်နမ်တို့အကြားဆက်ဆံရေးပြန်လည်ကောင်းမွန်လာဖို့မှာအချိန်ယူတည်ဆောက်ခဲ့ရပြီးဒါဟာနှစ်ဖက်စလုံးအတွက်လွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့ဘူးလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကပြောပါတယ်။နိုင်ငံအကြားတန်တမန်ဆက်ဆံရေးပုံမှန်ပြန်လည်ထားရှိခြင်းအနှစ်20ပြည့်အထိမ်းအမှတ်ဟနွိုင်းမြို့တော်မှာဒီကနေ့ပြောကြားခဲ့တဲ့မိန့်ခွန်းအတွင်းမှာမစ္စတာကယ်ရီကသူ့အနေနဲ့ဗီယက်နမ်ပြည်သူတွေကိုအထူးကျေးဇူးတင်တယ်လို့ပြောကြားသွားခဲ့ပါတယ်ရှင်။အမေရိကန်ရဲ့ဒီနှစ်လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစီရင်ခံစာထဲမှာမလေးရှားနိုင်ငံကိုအရင်တုန်းကနောက်ဆုံးအဆင့်သတ်မှတ်ထားတာကနေအဆင့်တိုးသတ်မှတ်တာမှာအသုံးပြုခဲ့တဲ့အထောက်အထားအားလုံးလွှတ်တော်ကိုပေးဖို့ထိပ်တန်းအထက်လွှတ်တော်အမတ်တူကအမေရိကန်နိုင်ငံသားရေးဌာနကိုတောင်းဆိုလိုက်ပါတယ်။သမ္မတအိုဘားမားအစိုးရရဲ့ Pacific ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကုန်သွယ်ရေးသဘောတူစာချုပ် TPP မှာမလေးရှားနိုင်ငံပါဝင်လာစေဖို့အတွက်မလေးရှားကိုအဆင့်တိုးသတ်မှတ်ပေးခဲ့တာလို့လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Republican အထက်လွှတ်တော်အမတ် Bob Crocker နဲ့တခြားလွှတ်တော်အမတ်တို့ကဆွဆွဲပြောဆိုနေကြတာပါရှင်။လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် Republican ပါတီအတွင်းသမ္မတကိုယ်စားလှယ်လောင်းတွေအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမဲ့လူ10ဦးရဲ့ပထမဆုံးအကြိမ်စကားစစ်ထိုးပွဲကိုတော့မနေ့တုန်းကကြာသပတေးနေ့ညနေပိုင်းမှာစတင်ခဲ့ပါတယ်။နိုင်ငံခြားရေးမူဝါဒအပါအဝင်အကြောင်းအရာများစွာကို2နာရီကြာအခြေအတင်ညှင်းကုန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။သမ္မတအိုဘားမားအစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေကိုဝေဖန်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီကလင်တန်နဲ့အတူသမ္မတအိုဘားမားကိုထိုးနှက်ဝေဖန်ပြောဆိုရင်းနဲ့စကားစစ်ထိုးခဲ့ကြတာပါရှင်။ဒီကနေ့ညနေအတွက် VOA TV သတင်းလွှာအစီအစဉ်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ရဲ့ VOA TV အစီအစဉ်တွေကိုနေ့စဉ်ည9:00 နာရီတိုင်းမှာအစီအစဉ်သစ်ကိုတိုက်ရိုက်ထုတ်လွှင့်ပေးပြီးတော့နောက်တစ်နေ့အစီအစဉ်သစ်မပြောင်းခင်အထိအချိန်ချင်းထပ်မံထုတ်လွှင့်ပေးပါရစေ။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။